ဒီနေ့ပြောပြမိမယ့်အကြောင်းအရာက AI နဲ့သင်ရဲ့ performance ကိုအမြင့်ဆုံးမြင့်တင်မယ်ဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။မင်္ဂလာပါကျွန်တော်ဝီဖြူပါ။တော့ကျွန်တော်တို့ဒီနေ့ခုနပြောခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စပြီးတော့ဆွေးနွေးပါမယ်။အဲ့တော့ကလေးလူငယ်လူကြီးမရွေးပေါ့ကျွန်တော်တို့ရဲ့ AI ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည် performance တွေကိုကျွန်တော်တို့ level up လုပ်ဖို့အချိန်ရောက်ရှိလာပါပြီ။အဲဒီအတွက်ကြောင့်ကျွန်တော်တို့ဒီနေ့အကြောင်းအရာတစ်ခုချင်းစီတိုင်းကိုကျွန်တော်တို့ပြောပြပြီးမှကတော့ AI နဲ့သုံးပြီးတော့ do ဒါတွေကိုကျွန်တော်တို့လှုပ်ဆောင်ပါမယ်။ဒါရဲ့နောက်ထပ်တစ်ခုကကြတော့ don't ဆိုတာ AI ကိုသုံးပြီးတော့မလုပ်ရမယ့်ရှောင်ကျဉ်ရမယ့်အချက်တွေကိုကျွန်တော်တို့အချက်အလက်လေးတွေနဲ့ကျွန်တော်တို့တင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့နေ့စဉ်ဘဝရဲ့အရေးကြီးဆုံးကဏ္ဍကကျွန်တော်တို့၄ခုရှိတယ်ပေါ့နော်။ဒါပေမဲ့ဒီထဲမှာကျွန်တော်တို့က၅ခုနဲ့ AI နဲ့သုံးပြုရမယ့်အကြောင်းအရာတွေကိုကျွန်တော်တို့ပြောပြပေးသွားမှာပါ။ကျွန်တော်တို့တနည်းအားဖြင့်ပြောမယ်ဆိုကျန်းမာရေးနေ့စဉ်ဘဝမှာဆိုရင်ကျန်းမာရေးပညာရေးလူမှုရေးစီးပွားရေးဒါဒီမဖြစ်မနေကျွန်တော်တို့ရဲ့လူနေမှုဘဝပုံစံရှိတာပေါ့ဒါအပြင်မဲ့ကျွန်တော်တို့ဒီဘက်မှာ AI လေးခက်ရောက်လာတဲ့အခါမှာကျွန်တော်ကဗာလေးထပ်ပြောချင်တာလဲဆိုတော့ထပ်တိုးပြီးတော့ပေါ့ကျွန်တော်တို့ရဲ့ Your Personal Assistant ဆိုတဲ့ကိုယ်ပိုင်လက်ထောက်အကြောင်းလေးကိုပါနေ့စဉ်ဘဝရဲ့အရေးကြီးဆုံးကဏ္ဍတစ်ရဲ့အနေနဲ့ထပ်ပြီးတော့တိုးချဲ့ခြင်းပါအဲ့တော့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝအရေးကြီးကဏ္ဍက၄ရက်ကနေပြီးကျွန်တော်တို့9ရက်ပြည့်သွားတာပေါ့နော်အဲ့တော့ကျန်းမာရေးပညာရေးလူမှုရေးစီးပွားရေးပြီးရင်ကျွန်တော်တို့ရဲ့ကိုယ်ပိုင်လက်ထောက် Your Personal Assistant ပေါ့ဒါဒီကျွန်တော်တို့ရဲ့နေ့စဉ်ဘဝရဲ့အရေးကြီးဆုံး၅ချက်ဖြစ်ပါတယ်ကဏ္ဍတစ်ခုချင်းစီကိုကျွန်တော်နောက်ပိုင်းမှာတစ်ခုချင်းစီထပ်ပြီးတော့ပြောပြပေးသွားမှာပါအခုကျွန်တော်တို့စပြီးတော့ပြောမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ကျန်းမာရေးဆိုတဲ့ကဏ္ဍအကြောင်းကိုပြောချင်ပါတယ်ကျန်းမာရေးကဏ္ဍလေးမှာအပိုင်းလေးကိုကျွန်တော်တို့ခွဲပြီးတော့ကျွန်တော်တို့ပြောရပါမယ် do's and don'ts ပေါ့နော်အဲ့တော့ကျွန်တော်တို့ကကျွန်တော်ရဲ့ကျန်းမာရေးတွေကို AI ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဘယ်လို performance မြင့်တင်မလဲဆိုရင်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ BMI လို့ပြောတဲ့ကိုယ်အလေးချိန်ပေါ့ကိုယ်အလေးချိန်ကိုကျွန်တော်တို့ရဲ့ကိုယ်ပိုင်အချက်အလက်တွေကိုAI ထဲမှာထည့်ပြီးတော့ကျွန်တော်တို့မေးရင်လည်းကျွန်တော်တို့ဘယ်ဟာလေးတွေကိုရှောင်သင့်တယ်ဘယ်ဟာလေးတွေလုံးသင့်တယ်ဆိုတဲ့ဥစ္စာတွေကျွန်တော်တို့အတွက်ကိုဒါအရန်ကိုထောက်ပံ့ပေးတာပါဒါအပြင်ကိုကျွန်တော်တို့ကျန်းမာရေးနဲ့ညီညွတ်တဲ့ diet အစားအစာတွေဆိုရင်လည်းပဲကျွန်တော်တို့AI ကိုအကြံဉာဏ်တောင်းလို့ရပါတယ်ပြီးရင်နောက်တစ်ခုကစိတ်ရှုပ်တာတို့စိတ်ပူပန်တာတို့စိတ်ဖြေလျှော့မှုအတွက်ကိုလည်းကျွန်တော်တို့ AI ကိုအကြံဉာဏ်တောင်းလို့ရပါတယ်အဲ့တော့ AI ဒီကျန်းမာရေးနဲ့ပတ်သက်ပြီးဥပမာအနေနဲ့ကျွန်တော်တို့ကျန်းမာရေးမှာဆိုရင်နှလုံးရှိမယ်သွေးတိုးရှိမယ်စီးကျိုရှိမယ်စသည်ဖြင့်ပေါ့အဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့ဒီဖြစ်လေဖြစ်ထားရှိရဲ့ character အချက်အလက်တွေကိုလည်းကျွန်တော်တို့ AI မှာမေးမြန်းပြီးတော့ကျွန်တော်တို့အကြံဉာဏ်တောင်းလို့ရပါတယ်အဲ့တို့ကြောင့်ဒါဒီဆိုရင်တော့ဘယ်အစားအသောက်တွေကကျွန်တော်တို့ရှောင်ရမယ်ဘယ်အစားအသောက်တွေကိုကျွန်တော်တို့လုပ်ရမယ်ကျန်းမာရေးကိုတော့ကျွန်တော်တို့တိတိကျကျစစ်ဆေးရမယ်စသည်ဖြင့် AI ကနေပြီးတော့အကြံဉာဏ်ပေးနိုင်ပါတယ်ဒါဒီကျွန်တော်တို့ရဲ့ကျန်းမာရေးရဲ့ဘယ်လိုပြောမလဲကောင်းဖို့အတွက်ကို AI ကအများကြီး support ပေးထားတာဖြစ်တယ်ဒါအပြင်ကိုကျွန်တော်တို့ကဘာဖြစ်သွားမလဲဆိုတော့မလုကမဲ့အချက်တွေပေါ့ AI ကကျွန်တော်တို့ကဆရာဝန်မဟုတ်ပါဘူးဒါကိုတော့လုံးဝသိထားဖို့ကျွန်တော်တို့လိုအပ်ပါတယ်ကျွန်တော်တို့ယောဂရဲ့လက္ခဏာတွေကိုကျွန်တော်တို့ပြောပြပြီး AI ကနေပြီးတော့ကျွန်တော်တို့စေးတောင်းတာမျိုးဒါမျိုးဆိုရင်တော့ကျင်းသေးကျွန်တော်တို့မလုသင့်သေးပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့သူ့ထဲမှာ AI ကမှတ်ထားတဲ့ data တွေအချက်လက်တွေမှာမှားနေတဲ့အချက်လက်တွေကိုလည်းကျွန်တော်တို့အခုအချိန်ထိရှိနေသေးတာဖြစ်တဲ့အတွက်ကြောင့်ဒါကလည်းချင်းတွေမျိုးကျွန်တော်တို့မလုပ်တဲ့နေရာမှာပါပါတယ်တကယ်အရေးကြီးလာတဲ့အချက်အလက်တွေကျန်းမာရေးနဲ့ပတ်သက်လာတဲ့အချက်အလက်တွေဆိုရင်တော့ဆရာဝန်နဲ့ပြသခြင်းကတော့ဒါအကောင်းဆုံးဖြစ်ပါတယ်ဒါဒီကျန်းမာရေးအတွက် AI ကိုဘယ်ဟာလေးကသုံးပြီးတော့ဘယ်ဟာလေးကမသုံးသင့်တဲ့အကြောင်းအရာလေးကိုကျွန်တော်တို့ပြောပြသွားခြင်းဖြစ်ပါတယ်အခုကျွန်တော်တို့နောက်ထပ်ပြီးတော့ပြောမယ့်အကြောင်းအရာကပညာရေးပေါ့ပညာရေးနဲ့သင်ရဲ့စွမ်းဆောင်ရည်တွေကိုဘယ်လို AI နဲ့မြင့်တင်မလဲဆိုရင်ပညာရေးမှာလည်းတကယ်အရန်ရေးကြည့်ပါတယ်ကလေးလူငယ်လူကြီးအားလုံးကဒါပညာရေးနဲ့ AI ကိုမဖြစ်မနေသုံးလို့ရမယ့်ခစ်ကိုရောက်လာပြီလို့ကျွန်တော်တို့ပြောလို့ရပါပြီဥပမာအနေနဲ့ကျွန်တော်တို့အလယ်တန်းကျောင်းသားပဲဖြစ်ဖြစ်အထက်တန်းကျောင်းသားပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့သင်ချက်ပုဒ်စာတွေကိုကျွန်တော်တို့နားမလည်ဘူးကိုဘေးမှာလည်းဆရာနဲ့အနီးကပ်ရှိမနေဘူးဆိုရင် AI ကသင်ရဲ့private teacher လို့ဖြစ်လာပါမယ်ပြီးတော့နောက်တစ်ခုကနေပြီးတော့အိမ်မှာသင်တဲ့ကျောင်းဆရာစိတ်မဆိုးတတ်တဲ့ကျောင်းဆရာပုံစံ AI ကျွန်တော်တို့ရှိနေပါမယ်ဥပမာအနေနဲ့ကိုကသူ့ကိုမေးလိုက်တယ်သင်ချက်ပုဒ်စာကိုပုံစံလေးတစ်မျိုးနဲ့မေးလိုက်တဲ့အချိန်မှာသူကနေပြီးတော့မရှင်းပြတတ်ဘူးဆိုရင်ကိုပုံမြင်လေးသဘောရဲ့ရှင်းပြပေးပါနားလည်အောင်ရှင်းပြပေးပါသတိဖြင့်ဒီလိုပုံစံလေးကျွန်တော်တို့ကပြောလိုက်ရင်လည်း AI ကအကုန်လုံးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒါအပြင်ကိုကျွန်တော်တို့အလဲတဲ့အထက်တန်းတွေဒါမှမဟုတ်ရင် university တွေပါဆိုရင်ကျွန်တော်တို့ research တွေ thesis တွေအားလုံးကိုလည်း AI နဲ့တွဲပြီးတော့ကျွန်တော်တို့လုပ်သွားတဲ့အခါမှာအချိန်ကုန်ကအများကြီးကျွန်တော်တို့တက်တာသွားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ရှာနေရမယ့်
အချိန်နေနေရအားလုံးကို AI ကစက္ကန့်ပိုင်းအတွင်းကိုအလုပ်ပေါင်းမြောင်များစွာကိုတပြိုင်တည်းလှုပ်ပြီးတော့ကျွန်တော်တို့ကိုအကူအညီပေးပါမယ်အဲ့ဒီအတွက်ကြောင့်သင်ရဲ့ performance ကကျင်းသေးတဲ့ပညာရေးမှာကျွန်တော်တို့တက်လာမှာပဲဒါအပြင်လူကြီးတွေအနေနဲ့ဥပမာအနေနဲ့ကျွန်တော်တို့အသက်အရွယ်ရောက်လာပြီမယ်လေ management ကိုသွားတက်ဖို့ဟိုတင်တန်းသွားမယ်ဒီတင်တန်းသွားမယ်ဆိုမှ AI နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အတူတူလေ့လာမယ် AI နဲ့ပတ်သက်ပြီးမေးမြန်းမယ်သိတဲ့ဥစ္စာလေးတွေကိုကျွန်တော်တို့လုပ်မယ်ဆိုရင်လည်းပညာရေးနဲ့ပတ်သက်တဲ့ AI tool တွေလည်းအများကြီးထွက်လာတာဖြစ်တဲ့အတွက်ကြောင့်တကယ်ကိုယ့်ရဲ့ performance ကိုမြင့်တင်တဲ့နေရာမှာအရန်ကိုဘယ်လိုပြောမလဲကျွန်တော်တို့ဘယ်လိုပြောပြမလဲအရန်ကိုကောင်းနေပြီဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ပညာရေးနဲ့ပတ်သက်လာရင်ကလေးလူငယ်လူကြီးအားလုံးဒီAI ကိုမဖြစ်မနေသုံးသင့်တဲ့ဖြစ်လာပါပြီဒါပေမဲ့ကျွန်တော်တို့က don'ts ပေါ့မသုံးရမယ့်အချက်လက်တွေလည်းကျွန်တော်တို့ရှိပါတယ်မသုံးရမယ့်အချက်လက်လေးတွေမှာဆိုဗာမျိုးလဲဆိုတော့ assignment တွေကိုဥပမာအနေနဲ့ကျွန်တော်တို့အလယ်တန်းပဲဖြစ်ဖြစ်အထက်တန်းကျောင်းသားပဲဖြစ်ဖြစ်တက္ကသိုလ်ကျောင်းသားပဲဖြစ်ဖြစ် assignment တွေအားလုံးကို AI ကိုကြီးပဲကျွန်တော်တို့အလွယ်တကူကြီးပဲခိုင်းပြီးတော့ကူးချနေမယ်ဆိုရင်ဒါဒီကျွန်တော်တို့ရဲ့ performance တွေစပြီးတော့ထိခိုက်လာမှာပါသူ့ကိုမေးရမယ်သူ့ကိုreference ယူရမယ်ကျွန်တော်တို့လုပ်ရှိရမှာပဲပြီးရင်သူ့ကိုကျွန်တော်တို့ရဲ့ဝင်လုပ်ပေးသူအနေနဲ့ပဲကျွန်တော်တို့ကိုထားရမှာဖြစ်ပါတယ် AI ကိုတနည်းအားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်တို့ရဲ့အကြံပေးအနေနဲ့ဒါလုပ်ရမှာဒါမှမဟုတ်ရင် तू ကကျွန်တော်တို့ရဲ့နေရာကိုဝင်ပြီးလှုပ်သွားတဲ့အခါမှာကျွန်တော်တို့ရဲ့ performance တွေကတနည်းအားဖြင့်ပြောမယ်ဆိုရင်တဖြည်းဖြည်းကျဆင်းလာမှာဖြစ်ပါတယ်ဒါအပြင်အလွယ်ကူဆုံးကိစ္စလေးကအစ AI ကိုမေးပြီးတော့ကျွန်တော်တို့သွားနေတဲ့အခါမျိုးမှာကျွန်တော်တို့ရဲ့ critical thinking တွေကျွန်တော်တို့တနည်းအားဖြင့်ပြောမယ်တိတိတသာကျဆင်းလာတာကိုတွေ့ပါလိမ့်မယ်အဲ့ဒါကြောင့် AI ဒီပညာရေးအတွက်အရန်ကောင်းတယ်မဖြစ်မနေကျွန်တော်တို့ရဲ့ daily life မှာသုံးရမယ်ဒါပေမဲ့ခုနကကျွန်တော်ပြောသွားတယ်မလုပ်တဲ့အချက်မှာ AI ကို assignment အကုန်လုံးလုပ်ပြီးအကုန်လုံးကူးချမယ်အဖြေပဲချရေးနေမယ်ဆိုရင်တော့ကျွန်တော်တို့အဆင်ပြေမှာမဟုတ်ပါဘူးအဲ့တော့ခုနကကျွန်တော်ထပ်ပြောခြင်းတဲ့အကြောင်းအရာမှာ AI ကကျွန်တော်တို့ကိုအကြံပေးအနေနဲ့ပဲကျွန်တော်တို့ထားရမှာပါကျွန်တော်တို့နေရာကိုဝင်လုပ်ပေးတဲ့လူအနေနဲ့ကျွန်တော်တို့ထားလို့မရပါဘူး AI ကိုကြီးပဲအားကိုးနေရင်တော့ကျွန်တော်တို့ရဲ့ critical thinking တွေကျလာနိုင်တာကိုလည်းကျွန်တော်တို့တွေ့ရပါမယ်ဒါဒီပညာရေးနဲ့ပတ်သက်ပြီး AI ကိုသုံးပြီးတော့ဒုစံတုံလေးကိုကျွန်တော်တို့ရှင်းပြသွားခြင်းဖြစ်ပါတယ်အခုနောက်ထပ်ပြောမယ့်အကြောင်းအရာတစ်ခုကကြတော့ကျွန်တော်တို့လူမှုရေးနဲ့ပတ်သက်ပြီး AI ကိုအသုံးပြုပုံလေးကိုကျွန်တော်တို့ပြောပြပါပါတယ်ဒါလူမှုရေးနဲ့ပတ်သက်လာရင်တော့ကျွန်တော်တို့ AI ကိုဘာတွေသုံးမလဲဆို Bonjour, Fao. Pouvez-vous m'aider s'il vous plaît? Yes, how can I help you? C'est parfait. Exactly. This is amazing. Oui, incroyable. It worked. ဒူပေါ့ကျွန်တော်တို့သုံးမဲ့အကြောင်းအရာကြီးတနည်းအားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်တို့နိုင်ငံခြားခရီးသွားတယ်ဘာသာရပ်ခြားနိုင်ငံခြားသားတွေနဲ့ကျွန်တော်တို့စကားပြောတဲ့အခါမှာ language barrier language နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘာမှပြဿနာမရှိတော့ပါဘူး AI နဲ့ပတ်သက်တဲ့ app တွေ AI နဲ့ပတ်သက်တဲ့ software တွေအားလုံးကဒီဘာသာစကားမှာတော်တော်လေးပြဿနာမရှိတော့ပါဒီမှာကျွန်တော်ဗာပြောချင်တာလဲဆိုတော့ဒီလူမှုရေးမှာဘာသာစကားပြဿနာရှိရလားဆိုမဟုတ်ဘူးကျွန်တော်တို့ရှေ့မှာပြောသွားတယ်ကျမ်းမာရေးပညာရေးအဲ့မှာလေကျွန်တော်တို့ဘာသာစကားပြဿနာမရှိတော့ပါဘူးအရင်တော့ဆိုကျွန်တော်တို့ဒီလေးလာဖို့အတွက်အင်္ဂလိပ်စာကိုကျွမ်းကျင်မှရမှာမျိုးတော့เนาะအင်္ဂလိပ်စာအုပ်ပဲထွက်တာမျိုးလို့ဘာသာပြန်မျိုးကျွန်တော်တို့မရှိတာကြီးကျွန်တော်တို့အများကြီးကြုံတွေ့ရတယ်ဒီခေတ်ဒီအချိန်ကာလမှာလာတော့ကျွန်တော်တို့ကျမ်းမာရေးကအစကျွန်တော်တို့အသုံးနှုန်းတန်းနေကအစကျွန်တော်တို့မြန်မာစကားနဲ့ပြောလိုက်ရင်တော့ AI ကနေအကုန်လုံးကိုကျွန်တော်တို့ရှင်းပြပေးသွားမှာဖြစ်တယ်ဒါပြင်ပညာရေးလည်းဒီတိုင်းအခုဆိုရင်လူမှုရေးခုနပြောသလိုပေါ့ကျွန်တော်တို့နိုင်ငံခြားခရီးသွားတဲ့အခါမှာကျွန်တော်တို့စိုးရိမ်ပူပန်စရာတွေအများကြီးရော့ကျသွားပြီဖြစ်ပါတယ်ဒါအပြင်ကိုအဲ့ဒီဘာသာရဲ့ language barrier တခုတည်းလားမဟုတ်ပါဘူးကျွန်တော်တို့မိသားစုခရီးသွားမဲ့ plan တွေ trip plan တွေကျွန်တော်တို့လုပ်ချင်တာလားဒါမှမဟုတ်အိမ်မှာကျွန်တော်တို့အနေနဲ့ party ပွဲတွေအတွက်ကိုအကျဉ်းချင်းတောင်းချင်တာလားဒါတွေအားလုံးဒီလေ AI ကနေပြီးတော့ကျွန်တော်တို့မေးမြန်းပြီးတော့ AI နဲ့တွဲပြီးတော့ AI နဲ့အသုံးပြုပြီးတော့ကျွန်တော်တို့လှုပ်ဆောင်သွားလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့မလုပ်တင်တာလေးကျွန်တော်တို့ရှိပါတယ်အဲလူမှုဆက်ဆံရေးနဲ့ပတ်သက်တဲ့မှာ AI ကိုကြီးပဲကျွန်တော်တို့အားကိုးလို့မရပါဘူးဥပမာအနေနဲ့ကျွန်တော်တို့ချေရခင်ရသူတွေမွေးနေ့စကားပြောပေးတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ဒါမျိုးရဲ့အခါကျရင်ကိုယ့်အကိုရေးပြီးတဲ့ AI ကိုရေးမဲ့အစားကိုယ့်ကိုရေးသားပြီးတော့ပြောတဲ့အခါကောင်းပါတယ်ကျွန်တော်တို့အများတန်းပြောတဲ့အခါမှာ AI မှာကျွန်တော်တို့နှလုံးသားမရှိပါဘူး AI မှာခံစားချက်လည်းမရှိပါဘူးအဲ့တော့ AI ကထွက်လာတဲ့ခံစားချက်စကားတွေအတိုင်းအစားကိုယ့်ကိုယ်ပြောပြီးတော့ပြောတဲ့ဥစ္စာမျိုးလေးရာဒါဒီလူမှုရေးနယ်ပယ်မှာလည်းဒါကိုယ့်ရဲ့ performance နဲ့ကိုယ့်ရဲ့အတွေးခေါ်တဲ့ဥစ္စာတွေကိုအများကြီးပို့ပြီးတော့ကောင်းလာစေမှာဖြစ်ပါတယ်အဲ့တော့လူမှုရေးမှာလည်း do's and don'ts လေးတွေကိုကျွန်တော်တို့ပြောပြပေးသွားပါပြီအခုဆက်ပြီးပြောပြပေးမယ့်အကြောင်းအရာကိုကျွန်တော်တို့စီးပွားရေးပါစီးပွားရေးဆိုတော့ AI နဲ့ပတ်သက်လာရင်ဒါကမဖြစ်မနေဒီခေတ်မှာ AI သုံးရမယ်လို့ကိုကျွန်တော်တို့ပြောရတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီကိုယ်ပိုင်စီးပွားရေးပဲလုပ်လို့ဒါမှမဟုတ်ရင်ကျွန်တော်တို့ကုမ္ပဏီ
အငယ်ပဲလုပ်ကုမ္ပဏီအလက်ပဲလုပ်ကုမ္ပဏီအကြီးပဲကျွန်တော်တို့လုပ် AI ကတစ်စိတ်တစ်ပိုင်းကနေပြီးတော့ကျွန်တော်တို့အခုဆိုရင်အစိတ်အပိုင်းတော်တော်များများကိုကျွန်တော်တို့ဝင်ရောက်လာပြီဖြစ်ပါတယ်အဲ့ဒါကြောင့် AI သုံးထားတဲ့ကုမ္ပဏီနဲ့ AI မသုံးထားတဲ့ကုမ္ပဏီနဲ့တောင်ကျွန်တော်တို့နောက်ပိုင်းမှာတိတိတာတာကြီးကျွန်တော်တို့ကွာထွက်သွားပါလိမ့်မယ်ဘာလို့လဲဆိုတော့ဒီခေတ်ဒီ AI ခေတ်ဖြစ်တဲ့အတွက်ကြောင့်ပြီးတဲ့အခါမှာ AI ရဲ့ performance တွေပေါ့အခုကျွန်တော်ခုနပြောသလိုပဲကျွန်တော်တို့ရဲ့ performance တွေဘယ်လောက်ထိမြင့်တင်မလဲဆိုတဲ့အပိုင်းလိုမျိုးပဲကျွန်တော်တို့ဒီစီးပွားရေးနဲ့ကျွန်တော်တို့ရဲ့စီးပွားရေးကို AI နဲ့ကျွန်တော်တို့ဘယ်လောက်ထိမြင့်တင်မလဲပေါ့ဒါဆိုရင်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကမြင့်တင်မယ်ဆိုရင် AI ကိုဘယ်လိုတွေသုံးပါလဲကျွန်တော်တို့ဒီမှာစီးပွားရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ idea အသစ်တွေထွက်လာတယ်ဒါပေမဲ့အဲ့ဒါ idea အသစ်တွေအတွက်ကိုကျွန်တော်တို့ plan တွေချမယ်ဒီ plan တွေကိုကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုရင်ကိုယ့်ကိုစဉ်းစားနေတာခေါင်း6လာတယ်ပေါ့အဲ့ဒီအချိန်မှာ AI နဲ့မေးပြီးတော့ AI နဲ့ကျွန်တော်တို့ဘာလုပ်လဲအတူ brainstorming လုပ်ကြမယ်ဒါအမျိုးတွေမှာအရန်သုံးဝင်လာပဲbusiness plan အတွက်ဆွဲတဲ့အခါမျိုးမှာလည်းကျွန်တော်တို့အချိန်တွေအများကြီးအကုန်ခံပြီးဆွဲနေစရာမလိုဘဲနဲ့ AI နဲ့တွဲပြီးတော့လုပ်သွားရင်ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်ကအများကြီးကျွန်တော်တို့မြင့်လာမှာပြီးတော့နောက်တစ်ခုကလုပ်ငန်းစဉ်တွေပေါ့လုပ်ငန်းစဉ်တွေနဲ့ဥပမာအနေနဲ့ကျွန်တော်တို့ဒီဘက်မှာရောင်းလိုက်တယ်ရောင်းလာတဲ့ပစ္စည်းကနေပြီးတော့ကျွန်တော်တို့ဒီထဲမှာစည်ရင်းမှတ်မယ်စည်ရင်းမှတ်ပြီးတော့ဒီဘက်မှာစည်ရင်းချုပ်မယ်အဲ့တော့လူတယောက်လုပ်တဲ့ process တွေအားလုံးကိုလည်း AI automation နဲ့ AI agent လို့ကျွန်တော်တို့နောက်ပိုင်းမှာလည်းကျွန်တော်ထပ်ပြီးတော့ detail တွေပြောသွားပါမယ်အဲ့ဒါတွေမှာအကုန်လုံးကျွန်တော်တို့ပါဝင်ပတ်သက်လာပါပြီအဲ့ဒီအတွက်ကြောင့် AI သုံးခြင်းအပြင်ကျွန်တော်တို့ရဲ့စီးပွားရေးကိုမဖြစ်မနေကျွန်တော်တို့ကအရန်ကိုကျွန်တော်တို့မြင့်တင်လို့ရပြီ AI သုံးတဲ့စီးပွားရေးနဲ့ AI မသုံးတဲ့စီးပွားရေးကနောက်ပိုင်းမှာတဖြည်းဖြည်းကျွန်တော်တို့ကွာဟအဝါမှာဖြစ်ပါတယ်ဒါပေမဲ့ AI ကိုကြီးပဲကျွန်တော်တို့အားကိုးပြီးတော့လုပ်နေတဲ့အချိန်မှာနောက်တစ်ခုက AI ကိုဒီစီးပွားရေးလုပ်ငန်းတွေရှင်နေတယ်စီးပွားရေးလုပ်ငန်းတွေအနေနဲ့မလုပ်တဲ့အချက်တွေကဘာလဲဆိုရင်တော့ကျွန်တော်တို့ရဲ့ customer ရဲ့ data တွေနောက်တစ်ခုကုမ္ပဏီရဲ့အချက်အလက်တွေ customer data တွေ company အချက်လက်တွေအားလုံးကို AI တွေကိုကျွန်တော်တို့ကဒါမထည့်ပေးဖို့လဲကျွန်တော်တို့အရန်အရေးကြီးပါတယ်။ဘာလို့လဲဆို AI ဖြစ်တယ်အရန်အလုပ်ပေးတယ်လူတယောက်လိုလုပ်ပေးနေပြီဆိုပြီးတော့ကျွန်တော်တို့ကမျက်စိဇုံမိတ်ပြီးတော့ကျွန်တော်တို့သူ့ကိုဒီအချက်လက်တွေကျွန်တော်တို့ပေးလို့မရသေးပါဘူး။ပြီးရင်နောက်တစ်ခုကနေပေးသူတို့ချပတ်လေးပေးလိုက်တဲ့ခုနကပြောတဲ့ကျွန်တော်တို့က business plan တွေအချက်အလက်တွေဒါတွေကိုလည်းကျွန်တော်တို့ကအခုချိန်ကြီးကတော့ပြစ်ပြီးတော့ယုံရပဲနဲ့ကျွန်တော်တို့ဘာလုပ်ရမှာလဲဆိုပြန်စစ်ဆေးဖို့လည်းလိုအပ်လာပါတယ်ဒါကြောင့်စီးပွားရေးလုပ်ငန်းအတွက်ကိုအရန်ကိုစွမ်းဆောင်ရည်မြင့်ပေးလို့ရတယ်ဒါပေမဲ့အနောက်ကမလုပ်ရမယ့်အချက်တွေကတော့ခုနကျွန်တော်ပြောသားသလိုပဲကုမ္ပဏီရဲ့ဒီအချက်အလက်လျှို့ဝှက်တဲ့အချက်အလက်တွေ customer data တွေကိုတော့ဒီ data တွေကို data ပေါက်ကြားမှုတွေအများကြီးဖြစ်ပွားလာနိုင်တာဖြစ်တဲ့အတွက်ကြောင့်အခု online မှာလည်းသတင်းတွေလည်းအများကြီးတည်းရှိတာပေါက်ကြားမှုတွေပုံစံလည်းရှိနေတာဖြစ်တဲ့အတွက်ကြောင့်ဒါလေးကိုလုံးဝသတိထားဖို့လိုအပ်ပါတယ်ဒါဒီစီးပွားရေးလုပ်ငန်းရှင်တွေစီးပွားရေးလုပ်ငန်းလုပ်နေတဲ့လူတွေအားလုံးအတွက်ကိုဒါ AI ဒီမဖြစ်မနေသုံးရမယ်စွမ်းအားမြင့်ရမယ်အဲ့အတွက်ကြောင့် do ဒါပေမဲ့မလုပ်ရမယ့်အချက်ဒုံလေးတွေလည်းကျွန်တော်ဒီမှာတင်ပြပေးသွားတာဖြစ်ပါတယ်အခုနောက်ဆုံးအချက်your personal assistant ပေါ့ AI ကိုကျွန်တော်တို့ရဲ့ကိုယ်ပိုင် personal assistant အနေနဲ့ကျွန်တော်တို့သုံးလို့ရပါပြီဒါကတော့တနည်းအားဖြင့်ပြောမယ်ဆိုရင်အခုဆိုရင်ကျွန်တော် personal assistant ဆိုရင်လူတစ်ယောက်ခန့်မယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဝန်ထမ်းတစ်ယောက်ခန့်မယ်ဒီအတွက်ကိုကျွန်တော်တို့အများကြီးပြန်မေးရမယ်အချိန်အကန့်အသတ်ရှိရဲ့ AI ကကြတော့အဲ့လိုမဟုတ်ဘူး24နာရီလုံးကိုဘေးနားမှာရောက်လာမယ်ကိုယ့်ရဲ့ personal assistant တစ်ယောက်လို့ကျွန်တော်တို့ခိုင်းလို့ရတယ်ဒါဆိုရင်ကျွန်တော်တို့ကဘာတွေခိုင်းပါလဲ personal assistant အနေနဲ့ခိုင်းမယ်ဆိုခုနက reminder ကြီးပေါ့မနေ့ပြန်ပါလို့မနေ့ပြန်ဘူးနဲ့တွေ့ဖို့ရှိတယ်မနေ့ပြန်လုံးမဲ့အစီအစဉ်တွေအားလုံးကို AI ကနေပြီးတော့ကျွန်တော်တို့ကိုပြောပြပေးလို့ရပြီဒါအပြင်ကိုကျွန်တော်တို့သိကျင်တဲ့ဥစ္စာဥပမာအနေနဲ့ကိုကအာကစားဝါသနာပါလာလားဒါ gym အာကစားဝါသနာလို့ gym သွား gym လာလားဒါမှမဟုတ်ရင်ကိုကနေအချက်အပြုတ်ဝါသနာပါလို့အချက်အပြုတ်အကြောင်းတွေမေးကျင်တာလားဒါတွေအားလုံးကိုကိုယ့်ရဲ့ personal assistant AI ကိုကျွန်တော်တို့မေးမြန်းလို့ရပါပြီဒါအပြင်ကိုကျွန်တော်တို့ရဲ့ AI ကိုခိုင်းပြီးတော့ကျွန်တော်တို့ရဲ့အရေးကြီးရဲ့အချက်အလက်တွေကိုလည်းကျွန်တော်တို့မှတ်ခိုင်းထားတာမျိုးတွေကျွန်တော်တို့လုပ်လို့ရမယ်ပြီးရင် AI ကနေပြီးတော့ခိုင်းနိုင်ပြီးတော့ကျွန်တော်တို့ plan ဆွဲခိုင်းတာမျိုးတွေလည်းကျွန်တော်တို့လုပ်လို့ရမယ်ဒါအပြင်ကို emailနေရာမှာခုနကကျွန်တော်ရှေ့က company တွေမှာဆိုရင်လည်းကျွန်တော်တို့ပြောတော့ပါတယ်။ဘာလဲဆို automation တွေ AI agent တွေဖြစ်လာတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ email ပြန်ရမယ့်ဥစ္စာတွေကိုလည်းလူတူရှင်း summarize တွေလုပ်ပြီးတော့ email ပြန်ပေးတဲ့ level တွေကိုကျွန်တော်တို့လုပ်လို့ရတဲ့အပိုင်းတွေရှိလာပါပြီ။ဒါအတွက်ကြောင့် AI ကကိုယ့်ရဲ့ personal assistant 24နာရီလုံးကိုယ့်ရဲ့ဘေးနားမှာရှိနေပါပါ။ကိုယ့်ရဲ့ဖုန်းထဲမှာတင်ရှိနေပါပြီပေါ့နော်။အဲဒီအတွက်ကြောင့်ဒါပေမဲ့ကျွန်တော်တို့က AI ကိုကြီးပဲတောက်လျှောက်အသေးအမွှဲလေးကိစ္စကနေပြီးတော့ဒုံပေါ့အသေးအမွှဲလေးကိစ္စအစား AI ကိုကျွန်တော်တို့မမေးသင့်ပါဘူး AI ကကိုယ့်ရဲ့လက်ထောက်ပဲဖြစ်ရပါမယ်ကိုပြန်ပြီးတော့ထိန်းချုပ်သွားတဲ့ပုံစံမျိုးကျွန်တော်တို့ဖြစ်လို့မရပါဘူးဒါကလည်းအရန်ကိုအရေးကြီးပါတယ်
ဘာကြောင့်လဲဆိုတော့များသောအားဖြင့် AI ကိုမေးရင်းနဲ့ AI ကကိုယ့်ကိုပြန်ပြီးတော့ထိန်းချုပ်သွားတဲ့ပုံစံမျိုးတွေလည်းကျွန်တော်တို့မြင်ရပါတယ်အဲ့တော့မေးတဲ့မေးခွန်းမမေးတဲ့မေးခွန်းလုပ်တဲ့မေးခွန်းမလုပ်တဲ့မေးခွန်းဆိုတာလေကျွန်တော်တို့အများအားစမ်းသစ်ပြီးတော့ကျွန်တော်တို့လေ့လာနေရမှာဖြစ်ပါတယ်ဒါပေမဲ့အထူးသတိပြုရမှာကတော့ AI ရဲ့ personal assistant ဖြစ်လာတဲ့အခါမျိုးမှာကြာရင်ကျွန်တော်တို့ဒီဘာတွေဖြစ်လာနိုင်တယ်လဲဆိုရင်ကျွန်တော်တို့ရဲ့ life skill တွေအများကြီးကျွန်တော်တို့ကြာလာနိုင်တာမျိုးတွေဖြစ်နိုင်ပါတယ်ဥပမာအနေနဲ့ကိုယ်တိုင်ကျွန်တော်တို့ကိုယ်တိုင်မှတ်ကမဲ့ကိစ္စတွေရှိတယ်ကိုယ်တိုင်သတိထားရမယ့်ကိစ္စတွေရှိတယ်ဒါကိုကအစကျွန်တော်တို့က AI ကိုပုံပြီးတော့ပေးလာမယ်ပြီးရင်ကျွန်တော်တို့ကိုယ်တိုင်ရင်တော့ business plan တွေရေးရရှိတယ်ကိုယ်တိုင် email ရေးနေတာတွေရှိတယ်အဲ့ဒီကိုယ်ပိုင် email ရေးနေတာတွေကိုယ်ပိုင် business plan တွေရေးနေတာတွေဥစ္စာတွေအားလုံးကလည်းကိုမရေးဘဲနဲ့ AI ရေးလာတာဖြစ်တဲ့အတွက်ကြောင့်ကိုက performance လည်းမြင့်သွားတယ်စွမ်းဆောင်ရည်လည်းကောင်းတယ်ဒါပေမဲ့ကိုယ့်ရဲ့ life skill တွေကပြန်ပြီးတော့ကျလာတတ်တယ်အဲ့ဒီအတွက်ကြောင့်ကိုယ့်ရဲ့ learning ရှေ့မှာလည်းကျွန်တော်တို့ပြောထားတယ် AI နဲ့ပတ်သက်ပြီးတော့ education တွေကိုကအမြဲတမ်းပြန်လုပ်နေရမယ်ဒါဒီ personal assistant ဖြစ်တဲ့အတွက်ကြောင့်အရန်ကောင်းသွားတယ်ကိုဘေးနားမှာလူတယောက်ကိုဝိုင်းပြီးတော့လုပ်ပေးနေတယ်လို့ဖြစ်နေပေမဲ့ကိုယ့်ရဲ့ life skill တွေကတော့တိတိတတ်တာကြီးကျဆင်းသွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်ပညာရေးနဲ့ပတ်သက်တဲ့ AI ကိုလည်းကျွန်တော်တို့စဉ်ဆက်မပြတ်ပြန်ပြီးတော့လေ့လာဖို့လိုပါတယ်ဒါဒီကျွန်တော်တို့ခုနကပြောရတဲ့ကျန်းမာရေးပညာရေးအဲကျွန်တော်တို့လူမှုရေးစီးပွားရေးပြီးရင်တော့အခုpersonal assistant ပေါ့ကိုယ်ပိုင်လက်ထောက်ဆိုတဲ့အကြောင်းအရာ၅မျိုးကိုကျွန်တော်တို့တင်ဆက်ပေးသွားပါတယ်အခုကျွန်တော်တို့ AI ကိုကျွန်တော်တို့တင်ပြပေးသွားတဲ့အချက်အလက်တွေလည်းကျွန်တော်တို့စုံလာတဲ့အခါမှာ AI ခေတ်မှာမဖြစ်မှန်နေတတိထားရမယ်ကျွန်တော်တို့ဒီအချက်၃ချက်ရှိတယ်ပေါ့နော်တနည်းအားဖြင့်ပြီးတော့ထောင်ချောက်၃ခုလို့အောင်ကျွန်တော်တို့ပြောလို့ရတယ်အဲ့ဒီအကြောင်းအရာလေးကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးပါမယ်အဲ့ဒီအချက်၃ချက်ကတော့ကျွန်တော်တို့ကိုကြီးကိုတာပေါက်ကြားခြင်းပေါ့ဒါကတော့အရန်ကိုရှေ့မှာလည်းကျွန်တော်တို့ပြောပါရယ်နော်စီးပွားရေးရဲ့အချက်အလက်တွေ customer ရဲ့ detail အချက်အလက်တွေကအရန်အရေးကြီးတဲ့အကြောင်းပြောပါရတဲ့အတွက်ကြောင့်ကိုကြီးကိုတာပေါက်ကြားခြင်းပြည့်ဝချက်များနဲ့အရေးကြီးတဲ့အချက်အလက်များ AI တဲတို့ထည့်သွင်းခြင်းကိုကျွန်တော်တို့မဖြစ်မနေတာရှောင်ကျဉ်ရမယ်ဆိုတဲ့အချက်ကိုကျွန်တော်ထပ်ပြီးတော့သတိပေးပါတယ်ဒါအပြင်ကိုကျွန်တော်တို့ဒီ lots of the critical thinking ပေါ့စဉ်းစားတွေးခေါ်မှုနဲ့ပတ်သက်တဲ့ဥစ္စာအကြောင်းကိုလည်းကျွန်တော်တို့ထပ်ပြောပါမယ် AI ကအကြံပေးတာဖြစ်တယ်အရာရာကို AI နဲ့အစားထိုးပြီးတော့တွေးခေါ်ဆုံးဖြတ်ချင်းကိုလည်းကျွန်တော်တို့မပြုတ်ဖို့ကိုလည်းကျွန်တော်တို့ဒီကနေပြီးတော့အကြံပြုခြင်းပါတယ်နောက်တစ်ခုကကြတော့ဗာလေဆိုတော့ကျွန်တော်တို့သတင်းအမှားတွေပေါ့သတင်းအမှားတွေ AI ကတခါတည်းရန်အမှားပြုလုပ်တတ်တယ်ရရှိလာတဲ့အဖြေကိုအမြဲတမ်းကျွန်တော်တို့က fact check ပြုလုပ်ကြမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီသူဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့အခုဆိုရင်လည်းကျွန်တော်တို့ AI နဲ့ပတ်သက်ပြီးတော့သတင်းတွေနဲ့အရှိအလယ်ပိုင်းကိစ္စပေါ့အရှိအလယ်ပိုင်းကိစ္စမှာဆိုရင်ကျွန်တော်တို့အခုသတင်းတွေအများကြီးတက်လာတယ် AI နဲ့ပတ်သက်တဲ့ဗီဒီယိုတွေလည်းအများကြီးတက်လာတယ်ဒါပေမဲ့လည်းအဲ့သတင်းတွေကမှန်လားမှားလားဒါ AI လားဘာလားဆိုလူတွေရဲ့ဘယ်ဟာမှန်လဲဘယ်ဟာမှားလဲပုံစံအောင်ဖြစ်လာတယ်အဲ့ဒီအတွက်ကြောင့်ခုနကပြောတဲ့အချက်၃ချက်ဖြစ်တဲ့ကိုကြီးကိုတာပေါက်ကြားခြင်းကိစ္စတွေကျွန်တော်တို့ရှိပါတယ်စဉ်းစားတွေးခေါ်မှုနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့အချက်လက်တွေရှိပါတယ်သတင်းမှားတာတွေနဲ့ပတ်သက်ပြီးအချက်လက်ရှိဒီအချက်၃ချက်ကိုတော့ကျွန်တော်တို့မဖြစ်မနေသိရှိထားမှရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီနေ့ပြောပြတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့အားလုံးကိုလည်းနားလည်လိမ့်မယ်လို့လည်းကျွန်တော်တို့မျှော်လင့်ပါတယ်ဒါကြောင့်ဒီနေ့ကစပြီးကိုယ့်ရဲ့တင်းရဲ့စွမ်းဆောင်ရည် performance တွေကိုအမြင့်ဆုံးမြင့်တင်မှု AI ကိုသုံးလို့လိုပါတယ်ကျွန်တော်ပြောသွားတဲ့ကဏ္ဍ၅ခုတည်းကနေပြီးတော့ဘယ်ကဏ္ဍကိုစသုံး AI သုံးဖို့လိုတာဖြစ်တတ်ပါတယ်ကျွန်တော်တို့ရဲ့ daily life ထဲမှာAI ဒီမဖြစ်မနေအနေနဲ့ကျွန်တော်တို့ထည့်သွင်းဖို့လိုအပ်လာပါပြီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အခုအချိန်မှာဆိုရင်ဖုန်းတွေလူနဲ့အမြဲတမ်းရှိနေတယ် social media တွေသုံးနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့နေ့စဉ်ဖုန်းသုံးမှုscreen time တွေအများများကြပါတယ်အဲ့ screen time တွေကနေပြီးတော့ကျွန်တော်တို့15မိနစ်မိနစ်20လောက်ကို AI ဘက်ကိုအလှည့်ကျလေးကျွန်တော်တို့စပြီးတော့ပေးပြီးတော့တင်းရဲ့ performance ကိုစပြီးတော့ယနေ့ပဲမြင့်တင်လိုက်ပါအခုကျွန်တော်ဒီနေ့ပြောပြတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးအားလုံးကိုနားလည်လိမ့်မယ်လို့လည်းကျွန်တော်တို့မျှော်လင့်ပါတယ်အဆုံးထိကျွန်တော်တို့ကြည့်ရှုပေးတဲ့အတွက်ကြောင့်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဝေဖြူပါ